ညွန်မှန်းထားတဲ့ငြိမ်းချမ်းတဲ့နိုင်ငံတော်ဖြစ်တဲ့မှန်တကယ်လိုအပ်တဲ့အခြေခံအနာဂတ်ဖြစ်တယ်လို့ယူဆတယ်။ဒါကြောင့်ဥဆောင်ဆွေးနွေးတဲ့လူရောပြောက်လာကြအားလုံးကဏ္ဍလိုက်ကျွန်တော်တို့က brainstorming လုပ်ကြတော့ကျွန်တော်နိုင်ငံရဲ့မှန်တကယ်တွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေချင်းကြောက်မှုတွေကိုဖြေရှင်းနိုင်တာပါ။ထောက်ခံဖြစ်စေတဲ့ outcome တွေကိုပေါ်ထုတ်ပြရကျွန်တော်အနေနဲ့သူ့ရဲ့မြစ်တာရက်ထိုင်ပါလေ။အားလုံးပဲမြင်ပါခင်ဗျ။နင်းမြောက်ပြတော့မယ့်အကြောင်းကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတချို့ကိုသုံးသပ်မြောက်တော့မှာဖြစ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့လက်ရှိနိုင်ငံရေးအကျပ်တွေကိုပေါ့လေနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့အတွက်ကြိုးပမ်းချက်တစ်ခုအနေနဲ့ Facebook 2025ဒါညဉ့်စကားဝိုင်း2025ဆိုခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဒီအစည်းအဝေးတစ်ခုကျင်းပပြုလုပ်တာနဲ့ပတ်သက်ပြီးတော့ပေါ့လေကျွန်တော်ရဲ့အမြင်ကိုသုံးသပ်မြောက်တော့ဖြစ်ပါတယ်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ပြောရမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်စက်တင်ဘာလ26ရက်နေ့ကရေအတိုင်းပေါ့လေNASA ကနေနဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့အတွက်ပေါ့လေဒီတိုင်းရင်းသားနိုင်ငံအဖွဲ့နဲ့PDF တွေကိုဖိတ်ကိုကန့်လန့်ချက်တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီကန့်လန့်ချက်တွေကိုလွတ်လပ်ရေးနေ့တဝင်လာတို့ရောင်စုနေ့တဝင်လာတို့အပြင်ဒီကချင်ပြည်နယ်နေ့တဝင်လာတွေမှာပါထည့်သွင်းပြီးတော့ဒီကန့်လန့်ခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့နောက်ချက်ကတော့ဒီနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းနိုင်ဖို့အတွက်ပေါ့လေဒီအပြင်ဒီနှစ်ဖက်ထိတွေ့ဆက်ဆံရေးပို့ပြီးတော့ကောင်းမွန်လာဖို့အတွက် Facebook ပေါ့လေ2025ဆိုတဲ့ညဉ့်စကားဝိုင်း2025ဆိုတဲ့ဆွေးနွေးပွဲကိုဒီအမျိုးသားစီးလုံးညဉ့်နဲ့ညဉ့်ပို့ဆောင်မှုဒီညဉ့်ကုမ္ပဏီ NSPNC ဥဆောင်ပြီးတော့ကျင်းပပြုလုပ်တယ်ဖြစ်ပါတယ်ဆိုတော့ဒီဆွေးနွေးပွဲမှာပေါ့လေဒီအဖွဲ့ရဲ့ပြီးတော့ဒီခေါင်းဆောင်ပွဲနှစ်ခုနဲ့ဒီဆွေးနွေးသွားကြမှာဖြစ်တယ်လို့သိရတယ်ပေါ့လေဒီအဖွဲ့တစ်အနေနဲ့ကတော့ဒီနိုင်ငံရေးနဲ့ဒီလုံခြုံရေးကဏ္ဍဒီအဖွဲ့အနေနဲ့ကတော့စီးပွားရေးနဲ့နိုင်ငံတော်ကွန်မြူနတီကဏ္ဍဆိုပြီးတော့ဒီဆွေးနွေးသွားကြမှာဖြစ်တယ်လို့သိရတယ်ဒီဆွေးနွေးပွဲကိုတက်ရောက်မဲ့သူတွေကတော့ဒီ NSPNC အဖွဲ့ရဲ့ကုမ္ပဏီဝင်တွေတက်မလို့အငင်းစားရရှိကြီးတွေ GMC လို့ခေါ်တဲ့ပြစ်ခတ်တက်ခဲမှုရစရေးဆိုင်ရာပူးတွဲဆောင်ကြည့်ရေးကုမ္ပဏီတွေရဲ့ကိုယ်စားလှယ်တွေတိုင်းဒေသနဲ့ကိုင်ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီကိုယ်စားလှယ်တွေငင်းကြရေးလုပ်ငန်းစဉ်မှာပါဝင်ဆောင်ရွက်နေကြတဲ့သူတွေဝန်ကြီးဌာနအဖွဲ့အစည်းတွေကညွှန်ကြားမှုချုပ်တွေနဲ့လေ့လာသူတွေတော်တော်များများတက်ရောက်ကြမှာဖြစ်တယ်လို့သိရတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီဆွေးနွေးပွဲမှာမြန်မာနိုင်ငံရေးအခင်းအကျင်းရဲ့နိုင်ငံရေးအင်အားစုတွေစစ်ရေးအင်အားစုတွေနဲ့ငင်းကြရေးကိုတိတိကျကျဝင်ပေါ့လေပါဝင်လှုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေစုံစုံလင်လင်တက်ရောက်ကြတယ်လို့လည်းသိရတယ်ဆိုတော့ဒီနိုင်ငံရေးပြဿနာကိုပေါ့လေနိုင်ငံရေးနည်းနဲ့ညှင်းဆောင်နိုင်ဖို့အတွက်ဒီကမ္ဘာ့ရာအိန္ဒိယကောင်စီပေါ့လေICWA လို့think tank အဖွဲ့တွေနဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဒီအဖွဲ့အစည်းတွေနဲ့ဆွေးနွေးတဲ့အခါမှာလည်းဖွဲ့စည်းမှုချိန်ကဥပဒေဆိုင်ရာမူပေါင်းတွေ Federation နဲ့အရေးကိစ္စတွေလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်ကြတဲ့နိုင်ငံမှာဒီ Federation ကိုစီမံခန့်ခွဲမှုတွေ့ကြုံတွေဒါအပြင်တိုင်းရင်းသားအားလုံးပါဝင်တဲ့အုပ်ချုပ်မှုနဲ့အာဏာခွဲမှုဆိုင်ရာကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဒါတွေအားလုံးကိုပေါ်လေခြုံပြီးတော့သုံးသပ်ရမယ်ဆိုလို့ရှိရင်ဒီ NASA အနေနဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့PDF တွေကိုကန့်လန့်ချက်တွေလုပ်တယ်ပြီးတော့အဲ့လိုမျိုးပေါ့လေဆောင်ရွက်နိုင်ဖို့အတွက်ငြိမ်းချမ်းစကားဝိုင်းတွေကိုကျင်းပပြီးတော့နှစ်ဖက်ထိတွေ့ဆက်ဆံမှုပို့ပြီးတော့ကောင်းမွန်လာအောင်ဆောင်ရွက်နေတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ပြည်ပအဖွဲ့အစည်းတွေစီကနေပေါ့လေဒီ conflict resolution နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေနဲ့အကြံဉာဏ်တွေကိုပါရယူဆောင်ရွက်နေတာဖြစ်ပါတယ်နောက်ပြီးတော့ NASA ဥက္ကဋ္ဌတွေနဲ့ပေါ့လေဒီနိုင်ငံတော်အဆင့်ခီးစဉ်တွေအပြင်ပေါ့လေတခြားဒီနိုင်ငံတော်အဆင့်အစည်းအဝေးတွေဒီပွဲတော်တွေမှာပါဒီ NASA ဥက္ကဋ္ဌရဲ့လက်ရှိဒီပေါ့လေလက်ဆောင်ချက်တွေကိုနိုင်ငံတကာမှာချပြနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့နိုင်ငံတကာရဲ့ထောက်ခံအားပေးမှုတွေကိုလည်းရယူနိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုတော့နောက်ဆုံးပြောချင်တာကတော့ဒီအခုကျင်းပပြုလုပ်တဲ့ပေါ့လေFacebook 2025နဲ့ပတ်သက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဒီနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ပြင်းဆောင်နိုင်ဖို့အတွက် NASA ရဲ့ကောင်းမွန်တဲ့အရွေးတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်